ဒီမှာတော့ကျမကြီးရပါတော့ထပ်ပြီးမယ်ဆိုပြီးတော့ဟုတ်ကဲ့ပါတယ်စိုးကြီးပါပဲပုံမှန်ဆိုရင်တော့9နိုင်မှထားရတဲ့လူပေါ့နော်ဒီနေ့တော့စပြီးမယ်ဆိုပြီးတော့မကန် try ကြည့်ပါတယ်ဒီကောင်ကလည်းမြေတန်းချစ်စရာကောင်းပါတယ်လူကြီးရတာဒီကောင်ကြီးကတော့နော်သူ့ဆိုးတယ်ကျွန်တော်ကတော့ချစ်စရာကောင်းပါတယ်ဝဝကိကိလေးပေါ့နော်ဟဲ့တော့မတားမယ်နော်တော့တော့မနော်နေကโอ้ยဒီနေ့ကျွန်တော်စပြီးကြည့်နေရတယ်ပေါ့နော်ဘာလေးထူးခြားလဲဆိုတော့ကြည့်အောင်ဒါလေးကတော့ကျွန်တော်ပြချင်တာကကျွန်တော်ဒီဟာလေးကပေါ့နော်ဟိုမှာခြေလမ်းမောင်း6000ကယ်လိုရီ4000ဘန်ပြီးမှာပေါ့နော်အဲဆိုတော့ကျွန်တော်တို့အရင်လေးတွေမလုပ်ခဲ့ဘူးဒါမနေ့ကတော့ဘယ်လိုပြည့်သွားလဲကျွန်တော်မသိဘူးပေါ့နော်လုပ်တယ်ဒလဇက်လုပ်နေရဆိုမနေ့ကလည်းပြည့်သွားတယ်အဲမဲ့ဒီနေ့မှာကျွန်တော်တစ်ခါဆက်ပြေးမှာဖြစ်ပါတယ်ကိုတော့ကတော့မနှက်ခင်းရပါမသိဘူးသူများအဲ့အတွက်စီးပွားရေးလုပ်တဲ့သူတက်ကနောက်တောင်ကျနေပြီလားမသိဘူးပေါ့နော်ဒါတော့ street fashion ဒီမဲ့ဆိုပြီးစခလာဆိုပြောမှာပါနော်let's go စားပြီးတော့ပြေးလိုက်ကြရအောင်ဒီနေ့ကြောင်ဟိုတော့ဘာဟိုမှာတော့ပြေးပြီးမောနေပြီပေါ့နော်မင်းကဘယ်ဒီသွားနိုင်မလဲကျွန်တော်တို့ချက်တော့ကြည့်ရမယ်အော်ကျွန်တော်ဒီမှာတည်းပန်းချံကိုတော့ကြည့်နေပေါ့နော်ပန်းချံကိုတော့ကြည့်မယ်ကျွန်တော်အစီအမင်းတော့ပန်းချံထဲမှာပဲပြေးနေပေါ့နော်ပြောင်းသူပန်းချံထဲမှာပဲပြေးမယ်မဟုတ်ရင်တော့ဘယ်လိုပြောမလဲဒီတော့ပြေးချင်တာတော့သူများအဲ့လိုဝေးပြီးပြေးချင်တာပြေးချင်တာတော့သူများအဲ့လိုဝေးပြီးပြေးချင်တာလမ်းမှာခွေးမရှိတော့ပြေးလို့ကောင်းတယ်ခမ်းတင်းလို့ခွေးဆွဲတော့မမိုက်ဘူးပေါ့နော် Okay let's go San Diego. Okay, shit.